နော်လက်ထောက်ဆရာဖြစ်လို့ဖို့အစင်းသင့်ပါပဲဒါပေမဲ့ကျွန်တော်ပေးရနေစားရမလဲဗျကူညီပေးပါအောင်ဗျာကောင်းပါပြီဒါရှင့်အလုပ်စပွဲပါအခုတော့ဒီနေရာပဲပေါ့နောက်မှပြောင်းချင်နဲ့ပြောင်းလို့ရတယ်ရွှေ့လိုက်ရုံပါပဲဟုတ်ကဲ့ပါဆရာမကြီးဒီလောက်ဆိုကျွန်တော်တို့အဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ်ဆရာမကြီးအခုရှင့်စပွဲနောက်မှာစာမေးပွဲခန်းဆောင်ဆရာရှိတယ်နေ့တိုင်းပြောင်းနေမှာနော်အဲ့ဒါကြောင့်ရှင့်အချိန်ဆရာအမြဲတမ်းစစ်ဆေးရမယ်ဟုတ်ပြီလားပြီးတော့ရှင်ကလူသေးဆိုတော့နာမည်စင်းတေချာမရှိသေးဘူးအဲ့ဒါကြောင့်အခုလိုနေတဲ့အခန်း22ကိုရှင်ယူလိုက်ပြီးစာမေးပွဲအခန်းဆောင်ပေးပါခဏလေးပါဆရာမကြီးဘာလို့အခန်းတစ်ခန်းကိုကြက်ကြက်ခတ်ထားတာလဲဘာဖြစ်လို့လဲဆရာမကြီးအဲ့ဒါမသုံးတော့တဲ့အခန်းမို့ပါဒါပေမဲ့စည်ရင်းထဲမှာပါနေတော့မယ်တိတ်တော့ကိစ္စမရှိပါဘူးအဲ့ဒီကြက်ကြက်ခတ်ထားတဲ့အခန်းကိုကိစ္စမနေနဲ့သဘောပေါက်ပါပြီဗျဒီနေ့တော့အခန်း22ပေါ့ဟုတ်တယ်ရှင်အစင်းနဲ့ဖြစ်ပြီးဆိုရင်ဒုတိယထပ်ကိုတက်သွားလို့ရပါပြီကျောင်းသားတွေကစာမေးပွဲဖြေဖို့ဝင်နေကြပြီနောက်ကြမှာစိုးလို့ပါ